မတို့မိန်းကလေးတွေအမွေးပြဿနာကိုလို့ရှင်းကြတယ်ကျမတောင်းနေတယ်ပေါ့နော်ဒီနေ့လည်းကိုပြတ်တော့မှာဖြစ်ပါတယ်အဲ့တော့အရှင်တုန်းကအကုန်လုံးပြီးပါတုံးခဲ့တယ်ပေါ့နော်ပထမဆုံးကတော့ငယ်တော့ကတော့သာကနာနဲ့နှုတ်တာပေါ့နော်သာကနာနဲ့နှုတ်တာပြီးတော့ဟိုဟာနဲ့ရေဇာနဲ့ရှိတ်တာလုပ်ခဲ့တယ်အဆင်ပြေဘူးပေါ့နော်နောက်ကြတော့ဒီ voice လုပ်တဲ့အရေးတွေပေါ်လာတယ်အဲ့ဒါလည်းတုံးတယ်ဒါပေမဲ့အရန်ကိုညစ်ပတ်ပြီးတော့လေစိတ်ကခံစားရတာမကြိုက်ဘူးပေါ့နော်အဲ့ကမှတစ်စင်ပါပေါ်လာလဲဆိုတဲ့အခါကျတော့ဒီကတ်ခွာလေးပေါ်လာတယ်ပေါ့နော်ဝါဇင်လုပ်တဲ့ကတ်ခွာလေးအဲ့ဒါလေးတော့ကြိုက်တယ်အရန်စစ်ပြီးတယ်သုံးရလည်းလွယ်တယ်ပေါ့နော်ပြောင်းတယ်ဒါပေမဲ့သူ့ပြဿနာအများကြီးလည်းတစ်ခါလေးဝယ်ထားလို့မရဘူးအများကြီးဝယ်ထားလို့ရှိရင်နည်းကြာလာလို့ရှိရင်ဝါကတိတ်ပြီးတော့မကတ်တော့ဘူးပေါ့နော်တကယ်ကိုလုံးမဲ့အချိန်ကြာလို့ရှိရင်လည်းလိုက်ဝယ်ရတာမလွယ်ဘူးဒီဆိုင်ကြီးတွေမှာမရတယ်ကွာရက်ွက်တရားဆိုင်တွေမှာမရဘူးနောက်တစ်ခုအနေနဲ့ဘာပြောင်းသုံးကြည့်လဲဆိုတဲ့အခါကျတော့နောက်ပိုင်းမှာ influencer တွေအရင်အသုံးများပြီးတော့ recommend ပေးကြတယ် ideal လေဒီအိမ်မှာပဲသုံးတဲ့ laser ဖြစ်တဲ့ set လေးဝယ်သုံးကြည့်ရဈေးလေးတော်တော်များများပေးရတယ်ဈေးကြီးရပေါ့နော်ဟိုစုပြီးတော့အဲ့တော့ဝယ်ခဲ့တာပေါ့ဒါပေမဲ့တစ်နှစ်လောက်ထိကဘာမှမထူးကြဘူးသူများတွေကတော့ထူးကြတယ်လို့ပြောတယ်ဒါပေမဲ့ကိုယ့်တော့ကဘာမှမထူးကြတော့complain တွေပါတော့တက်ကြည့်ရပေါ့နော်တို့ကလည်းသူတို့နီးလန့်နေပြပြောတယ်ဒါပေမဲ့နီးလန့်မှန်တယ်ဒါပေမဲ့ကိုယ့်တော့ကကြတော့ဘာမှမထူးကြဘူးဖြစ်နေအဲ့ဒါနဲ့နောက်ဆုံးမှာဒီဆက်လေးတောင်းတော့ကြည့်ရပေါ့နော်ဒီဆက်က Philips ကထုတ်တာ Epilator လို့ခေါ်တယ်ပြောရရင်တော့ဟိုကအမွှေးနှုတ်တဲ့ဆက်ပဲပေါ့နော်သူကအပူတွေပါတွေမသုံးမင်းနဲ့အမွှေးနှုတ်တဲ့ဟာပေါ့သူကသူ့ရဲ့ဟို instruction ရတော့လေဝါဇင်သုံးတဲ့အခါမှာဝါဇင်ကနှုတ်နိုင်တဲ့အမွှေးပမာဏထက်တိုးပြီးတော့နှုတ်လို့ရတယ်ပြောချင်တာအမွှေးသေးလေးတွေကစပေါ့နော်သူကနှုတ်တယ်အမြင့်ကနေနှုတ်တာသူကဝါဇင်နဲ့သဘောတရားတူပဲဘာမှမတူလဲဆိုတဲ့အခါကျဒါကဟိုဆက်လေးဖြစ်တဲ့အခါကျတော့မီးလာတဲ့အချိန်ဘယ်ချိန်တွေသုံးလို့ရတယ်ပေါ့နော်အချိန်တွေသုံးလို့ရတယ်မီးလာတဲ့ဆိုရှင်ပြီးရင်ခုနကတော့ပုံစံတိုင်းပဲဝါဇင်တိုင်းပဲအမြင့်ကနေဆွဲနှုတ်ပြီးတဲ့အခါကျတော့ပြန်ထွက်လာဖို့အကြာကြီးအကြာတယ်ပေါ့နော်တော်တော်ကြာပြီးမေးလောက်တဲ့အခါကျမှပြန်ပြီးတော့သုံးရတာပေါ့နော်ပြီးလို့ရှိရင်အချိန်မင်းနေရာမျိုးတည်သွားလို့ရတယ်သုံးရတာအရင်အဆင်ပြေတယ်လွယ်ကူတယ်ဈေးလေးတက်တိုင်လို့ပြောလို့ရမယ်ပေါ့နော်ဈေးလေးတက်တိုင်ဆိုတာကကိုဝယ်တော့ကတော့တသိန်းနဲ့9,900ဝယ်တာတော့ဒီ page ကပေါ့နော်အဲ့တော့2024ဖေဖော်ဝါရီရောက်ဝယ်ခဲ့တာဆိုတော့အခုဆိုလို့ရှိရင်တစ်နှစ်နဲ့4 လလောက်ရှိပြီပေါ့ပြက်လည်းမပြတ်ဘူးတာရှည်လေးခံတယ်ပေါ့နော်အဲ့တော့သူ့မှာဗာလေးတွေပါလဲဆိုတော့ခေါင်းလေးတွေပါတယ်။မြင်ရလားခေါင်းလေးတွေပါတယ်ပေါ့နော်။ပြီးရင်အမွှေးရှင်းတဲ့ဒီဟိုပါလေး brush လေးတစ်ခုပါမယ်။ခေါင်းလေးတွေတက်ပြီးတော့သုံးရတာပေါ့နော်။ခေါင်းလေးတွေတက်ပြီးတော့မှကိုယ်စင်ပြီးတဲ့ခေါင်းတက်ပြီးတော့သုံးလိုက်တော့မယ်ပေါ့နော်။ဒါကတော့ခေါင်းကတော့ protector အနေနဲ့သုံးတာပေါ့နော်။ protector ဆိုတာဒီလိုလုပ်မယ်။ဒီတချို့ကကြောက်လဲ direct ထိပြီးတော့သုံးတယ်။ဟိုကြောက်တဲ့သူတွေကဒါလေးကိုအကာအနေနဲ့ပေါ့နော်။သုံးလို့ရပါတယ်။ပြီးတော့အာသွင်ကြိုးကောင်းပါတယ်ပေါ့နော်။သုံးတဲ့နီးရလည်းအရမ်းလွယ်တယ်သူ့မှာတက်နဲ့သုံးချင်ကျမကတော့တက်နဲ့ပဲသုံးတယ်ဆက်သုံးခြင်း experience ကတော့နည်းနည်းနိုင်ဒါပေမဲ့2 ချိန် 3 ချိန်လောက်ဖြစ်သွားတဲ့ experience ဖြစ်သွားကျမကတော့ဒီကဂျိုင်းနဲ့ခြေတလုံးကိုပဲသုံးတယ်ပေါ့နော်ဟို tube area ကတော့မသုံးရသေးဘူးအရန်အဆင်ပြေတယ်ဂျိုင်းတွေမှာပြန်သုံးရတယ်ပြီးလို့ရှိရင်အမွှေးတွေကပါလာတဲ့ဒါကိုတိကျတာတွေ့ရတယ်ပေါ့နော်ဒါသုံးပြီးတော့တစ်နှစ်ကျော်ပြီဆိုတော့လေအဲ့ဒီဆက်လေးကပထမစစီဈေးကြီးရအောင်တော့တွက်တယ်ပေါ့နော်အခုဆိုလို့ရှိရင်တလားကိုလောက်မှမကြောက်တွက်ကြည့်လိုက်လို့ရှိရင်အဲ့တော့ main ပေးတိုင်းဝယ်တဲ့မယ်ဒီက friendly ဖြစ်တယ်ပေါ့နော်